မင်္ဂလာပါလောထဲမှာခိုးဆိုင်နေဖြစ်ပါရဲ့ လုံးဒီလောထဲမှာလက်ချက်တွေလုံး လောထဲမှာခိုးဆိုင်နေဝနာမီတော့အိုင်းပြခံမှာတည်ပါတယ်ကောဖိုးကိုသုံးနေပါတယ်ကျော်လေးစားမှာဖြစ်ပါတယ်ဟောင်းနေခိုးစားလေးရတယ်ရှေ့ပဲကွာမင်းဆိုင်တော့ခေါ်ပြီးတော့ရအောင်ဟုတ်လားကောင်းဟိုမှာဖွဲ့တယ်ဒီတော့တာတော့ရတယ်ကျွန်တော်တို့ဖက်မှာစော်မရှိဘူးနော်ကောင်းလေးတွေဗျဒီကောင်မိမနဲ့ခလေးရှိတယ်အဲ့ကောင်နဲ့တတိရပါနော်လူပြိုလေးတွေအဲ့ကောင်နဲ့မိမနဲ့ခလေးရှိတယ်ဒါလူပြိုငါနဲ့တတိရတော့